ခဲ့တဲ့1987ဖြတ်ခင်လူလောကတဲ့တာယောက်ျားလေးတယောက်ကိုငါမိပါစီလက်ဆောင်ပေးခဲ့ကလူမသိတဲ့စာရွက်ကတဲ့ကမမီတာတွေကိုတီချာချာရေးစသည်တိခတ်နာထောင်ချီမှတိမှာပဲရငါဘွားအဓိကချခြေသူချီမှာကွာသူတို့သားသမီးများကြီးပွားတာလိုလားတဲ့ငါရဲ့မိဘတစ်ပါးသူတို့ရဲ့တူတီတော်သားနဲ့ငါရဲ့အမငါရဲ့ညီမအတွက်ပင်ပန်းကြီးသွားစီးပွားရှာပြီးချွေးမွေးလာတာငါတို့ကိုမွေးပြီးကတဲ့ကအခုဒီချိန်ကြီးပါလားငါမူတာတန်းကနေ10တန်းပြီးသည့်အထိကြောက်ကြီးပါထားသူရှင်နေဂိုက်တွေလာကဈေးကြီးတာထားအရင်မကြီးပါသားသူတို့ရဲ့ချွေးတွေစီးချပြီးမှရှာတဲ့ဝင်ငွေငါနဲ့ငါရဲ့ညီမလေးပင်ညာတင်စိတ်တွေကြီးပါတော့အပေါ်ရှံငွေလည်းမရှိရှာချမျိုးလေကောင်ရဲ့အနီးနာကရဲခေါင်ဆိုတဲ့အမည်နာမခန်းချစ်ချင်းစာအုပ်တိုင်းလေးကငါတို့မိသားစုရဲ့စီးပွားနှစ်တိမ်နေငယ်ချာတိကကတရားကပေးတဲ့ဖီအားမဖေးတောက်ခဲ့တဲ့စစ်လိတ်တန်းတွေထိလာရန်ကုန်စေးရုံကြီးမှာငါလေးတန်းသားငါးတန်းမှာသားငါသိချမမှတ်မိပါအဲ့ချိန်မှတ်မိတာဖေးပစကအဲ့ဒါများသွေးဖတ်တွေကြီးကွာကန်ကောင်းထောင်းမှဆိုပဲငါတို့တွေသိကန်ကောင်းပါတယ်တရားပေးတဲ့ဒုတိယလက်ဆောင်မချခင်မှာအဖေနဲ့ပြန်ကောင်းလာတယ်ဖေးလက်အောက်ကတရားကြောင့်ဖေးစေးရုံတက်နေတဲ့တောင်းရှောင်းဆိုင်ရဲ့ငွေလွဲသုံးစားလုံးအဖေလည်းစိတ်တကြလောက်အောင်စီးပွားရေးလည်းဟိုးအောင်အိမ်ကလည်းထိုးရောက်စာအုပ်ရောင်းဆိုင်လေးကနဲ့လက်ဖက်ရည်ဆိုင်လည်းအစင်ရောက်လို့ဒုက္ခမျိုးနဲ့ပဲကြုံပါစေလို့ဒုက္ခမျိုးနဲ့ပဲကြုံပါစေဟဲ့အဖေရဲ့တတိမျိုးနဲ့အဖေရဲ့တတိမျိုးနဲ့အဖေရဲ့တတိမျိုးနဲ့ရှိစသွားမယ်တို့လက်ကားကွယ်ရှိစသွားမယ်တို့လက်ကားကွယ်ရှိစသွားမယ်တို့လက်ကားကွယ်မေးရဲ့ရိတ်လို့မျိုးနဲ့ဒီဆိုင်ကနဲ့ချီလာလေဒုက္ခကြီးတာတိလာလေပင်မလွန်းလို့အဖေနဲ့အမေကိုကြည်ရင်တနာမိလာလေဆွေမျိုးတွေရဲ့ PR တွေနဲ့ဝိုင်းပြီးလက်ခုပ်တီးတာတွေပြန်တွန်းလှန်ဖို့အင်အားဆိုတာဒီမိသားစုမှာမရှိပါဟဲ့တငယ်ချင်းတွေနဲ့သွားပျော်ပါနောက်ပြီးရှိစားထားစတူဒီယိုတကသွားတဲ့ချင်းတွေတွေ့လာမိပါနှစ်ပါးခမများမချွေးတွေပေါက်ပေါက်ကြပြီးဆိုင်လေးသွားထိုင်ပေးရကောင်းမှငါမသိတာနောက်ကြပြီးအဖေမှလေဖြန်းယောဂရှိလာပြီးရှိုးလေးမတော်တစ်ခေါက်ဆိုပြီးရတဲ့ရှိုးဆိုခါလဲဒီမိသားစုတစ်ခုလုံးတွန်းလောင်ငါဖို့ကိုဘလို့မှမလွယ်Underground မှာပေါလို့လဲ homemade string ကိုရောက်ဖို့လွယ်ရှက်တာနဲ့ငါတွေ့ခဲ့ရတာဖရားရဲ့တတိယလက်ဆောင်ပဲရှိုးပွဲတွေတိုင်းလက်တွဲဖို့သူမဆိုခင်ရှေ့မှာငါဆိုခိုင်းလို့နဲ့အချင်းတွေတစ်စားကောင်းလာလိုက်တာအောက်က break တာတွေနဲ့အသာချသူရဲ့တပည့်ကိုအားထားပြီးတဲ့ချင်းနဲ့လိုက်ပတ်ကြွားရတာငါဘဝရဲ့အတူမရှိတဲ့ဆရာတစ်ပါးစူးစမ်းပါမယ်ဒီထက်ငါမိသားစုတော့ငါမိပါပင်ပန်းတာကမကြည့်ရမနာလို့တဲ့ငါနာကလက်တိချက်တိုက်ခိုက်တွေထိတဲ့ AR ကြီးစမ်းပါငါချက်ခံပြီးသားချင်းတွေကဖန်တီးတဲ့ကံတရားမှာငါ3လဆိုင်ခံပြီးသားအဒီချိန်တော့တွေအိမ်မှာတအားချက်တဲသွားတာလဲငါသိတဲ့တလို့အချိန်ငါတို့ရဲ့ဘက်မှာငါတို့တယောက်ပဲရှိတယ်ချားဆွေမျိုးတွေကြီးဒုက္ခရောက်ရင်ဝိုင်းပြီးဟာတာကြီးပဲဖေနဲ့အမေကိုမျက်နှာသာမပေးတဲ့ဒီမျိုးတွေကိုတအားနာကြည့်တယ်ဘလို့ဒုက္ခမျိုးနဲ့ပဲကြုံပါစေဘလို့ဒုက္ခမျိုးနဲ့ပဲကြုံပါစေဟဲ့အဖေရဲ့တတိမျိုးနဲ့အဖေရဲ့တတိမျိုးနဲ့အဖေရဲ့တတိမျိုးနဲ့ရှိစသွားမယ်တို့လက်ကားကွယ်ရှိစသွားမယ်တို့လက်ကားကွယ်ရှိစသွားမယ်တို့လက်ကားကွယ်မေးရဲ့ရိတ်လို့မျိုးနဲ့ညာနဲ့တကိုင်းနဲ့တူပါနိုင်တယ်ဒီမြတ်တာများရဲ့သမှုတရားလိုက်တဲ့ပွဲမိဘမြတ်တာသူရှင်နိုင်မလဲအာကာပြမောတာတမလဲမင်းနဲ့မောနေပါပြီနာပါတော့ဒီမိသားစုရဲ့တာဝန်တွေကိုသာယူတော့မယ်ဘယ်ရတွေဘလို့ပဲပြောင်းလဲမိဘတိုင်းတဲ့သားသမီးများအမြဲတမ်းကလေးပါပဲအဖေနဲ့မေတာရှုံးပြဆိုခွင့်ရပြီးတိလာဒီစကားကြားသေးရင်လိုက်တာပြရှင်လို့ပြင်မစင်ရခန့်ကြမလို့တော့ပါအိမ်မှာပဲတတ်နာယူကြပါခီးရထွက်ပြီးရှိုးရဆိုမဲ့အဖေနဲ့မေအမနဲ့ညီမလေးအတွက်ပါဗျာရခင်ပေးတဲ့စုံထားမြောက်လက်ဆောင်ကဝမ်းသာစရာဒီဝင်တော့ကိုယူသွားတဲ့ထမ်းထားမှာမတော်မှထွက်မသွားပါရန်ကိုထူးချွန်လာတဲ့ညီမလေးစာဖေနဲ့မေကုန်တက်စရာပါသားတို့မိသားစုအားလုံးအကုန်မျက်နှာရကြမှာနောက်ပြီးတော့သူ့ရဲ့အာကစားနဲ့သူ့ရဲ့ပိုက်ပြီးပြန်လာမှာ TV ကိုခဏလာကြည့်ကြပါအောင်လာအိုစီကရလက်ကရွှေတဲ့စိတ်စုခုလာမြမပြည်လန်ကိုခြုံပြီးသူ့တက်ရှူတဲ့သူ့အတွက်ကုန်ယူလို့သားလည်းမျက်ရည်ကြမတတ်ပါဘလို့ဒုက္ခမျိုးနဲ့ပဲကြုံပါ